ကျွန်တော် 4N နေမကြည့်တော့ဘူးဒါပေမဲ့ကျွန်တော် TV remote က battery cover တွေကျွန်တော် calculator တွေနောက်ဆုံးကျွန်တော်တို့ဆော့နေတဲ့ drone တွေပေါ့နော်အဲ့ battery မှာပါတဲ့ကြောက်ကနေဆိုတဲ့အတန်ပေါ့နော်ပိတ်သွားတဲ့အဖုံးကိုဘာခေါ်လဲသိလားကျွန်တော်အဲ့ဒါကိုကျွန်တော် snapfit လို့ခေါ်ပါတယ်ကျွန်တော်ဒီ video မှာဒီ snapfit ဆိုတာဘာလဲကျွန်တော် manufacturing ပိုင်းဖြစ်တဲ့ DFN shoot down နေပြီးတော့ဘလို့အရေးပါလဲဆိုတာပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်ရှင်းရှင်းပြောရမယ်ဆိုရင်အဲ snapfit ဆိုတာကျွန်တော် screw တွေ fastener တွေလုံးဝသုံးရမလို့ပဲကျွန်တော် plastic ရဲ့ flexible ဖြစ်မှုကိုယူပြီးတော့ဗောနော်ကျွန်တော်ပတ်နှစ်ခုကို assembly လုပ်တဲ့အခါမှာတက်ဆင်တဲ့အခါမှာအရင်က cost effective ဖြစ်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်ကျွန်တော်ဒီနေရာမှာကျွန်တော် material အနေနဲ့ကျွန်တော် thermoplastic ကိုthermoset ကိုသုံးလို့ရတယ်ဆိုပေမဲ့ thermoplastic က snapfit application မှာပို့ပြီးတော့ပိုကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့သူကကျွန်တော် flexibility ပိုကောင်းတယ်ပေါ့နော် thermoset တက်စားလို့ရှိရင်ပြီးတော့ friction နဲ့ပိုနည်းတယ်ပြီးတော့ကျွန်တော် complex shape တွေကိုမိုးထုတ်လို့ရပိုလွယ်တယ်ပေါ့နော် thermoset ထားစားလို့ရှိရင်ပေါ့ကျွန်တော် design ဆွဲတာကောင်းတဲ့ snapfit တစ်ခုဟာကျွန်တော်အချိန်တင်မလားအဖွင့်ပိတ်လုပ်လဲ performance မကြပါဘူးကျွန်တော်တည်ငြိမ်နေရမှာပေါ့နော်ကျွန်တော်ကြားမဲ့ design ဆိုရင်အမြဲကြက်ပြီးတော့ကျွန်တော်ချောင်းအောင်မဲ့ design ဆိုရင်အမြဲချောင်းအောင်မယ်ဆို consistent ဖြစ်နေရအောင်နော်ဟိုချောင်းလိုက်တစ်ခါဒီတစ်ခါလုပ်ရင်ကြက်လိုက်အဲ့လိုမဖြစ်ရဘူးနော်ကောင်းတဲ့ snapfit design ရပါဘူးနော်ဒါပေမဲ့လူတော်များများ snapfit ပေါ်မြင်နေတဲ့အယူအဆအမှားတွေရှိတယ်ကျွန်တော် battery cover syndrome လို့ပြောတယ်ပေါ့နော်အဲဒီစာအုပ်တုံးမှာပါတယ်ပေါ့ကျွန်တော်ဟို battery cover တို့ဘာလို့မှပါတဲ့အတွက်ကြောင့်ကျွန်တော်အယူအဆအမှားလေးဖြစ်တယ်ပေါ့နော်အဲ့ဒါ snapfit က design လုပ်ရတာရိုးရှင်းလို့ထင်တတ်ကြတယ်ပြီးတော့ကျွန်တော် common အဖြစ်ဆုံးကကြတော့ cantilever ပေါ့နော်ဒီမှာပြထားတဲ့အတိုင်းပဲအဲ့ဒီလိုကောက် cantilever လို့ခေါ်တယ်ဒီလိုမျိုး jig လေးပုံစံဖြစ်နေတာပေါ့နော် cantilever တစ်ခုကကျွန်တော် snapfit technology ကိုလုံးဝကိုးစားမပြုဘူးဘာလို့လဲဆိုတော့ကျွန်တော် cantilever ဟုတ်ကအရန်ကိုအသုံးများပြီးတော့ default design လို့ဖြစ်သွားတာပေါ့နော်အဲ့ထက်ကောင်းတဲ့ attachment design တွေလည်းအများကြီးရှိတယ်ပေါ့နော်ကျန်တဲ့ attachment တွေအများကြီးကျန်သေးတယ်ပေါ့နော်အဲ့ snapfit မှာအဲ့ cantilever ဟုတ်တစ်ခုတည်းမဟုတ်ဘူးပြောချင်တာကျွန်တော်မှတ်ထားမှာကကျွန်တော် snapfit ဆိုတာကျွန်တော် locking feature တစ်ခုတည်းမဟုတ်ဘူးကျွန်တော်ပတ်နှစ်ခုကိုကျွန်တော်ဘယ်လို interface လုပ်မလဲပြီးတော့ဘယ်လိုထိတွေ့မလဲဆိုတာကိုတွက်ချက်ရမယ့် interface system တစ်ခုဖြစ်ပါတယ်ဒါကြောင့်အကောင်းဆုံး product ထုတ်ဖို့ဆိုရင်ကျွန်တော် design အားလုံးပြီးမှစဉ်းစားလို့မရဘူးဟို design deployment process ကိုအစရရပါတော့အဲ့ snapfit လုပ်မဲ့ဟာကိုအစနေပြီးတော့ snapfit concept ကိုကြိုတင်ထည့်သွင်းဟိုစဉ်းစားထားမှာဖြစ်ပါတယ်ဆိုတော့ snapfit နဲ့ပတ်သက်ပြီးတော့အယူအဆအမှားတွေကိုပြသွားပြီဆိုတော့ကျွန်တော်နောက်တစ်ခုကကောင်းကျိုးတွေကိုပြမှာပေါ့နော် product မှာ snapfit design ထည့်သွင်းစဉ်းစားခြင်းအပြင်ဘာတွေကောင်းကျိုးရမလဲပေါ့ကျွန်တော်ပထမတစ်ချက်ကကုန်ကြစည်သက်တာမယ်ဒါကတော့ရှင်းလေးပဲကျွန်တော်တို့ screw တွေသုံးရမလို့တော့ဘူးဆိုတော့အရှာတွေသုံးရမလို့တော့ဘူး screw တွေသုံးရမလို့တော့ဘူးဆိုတော့ကျွန်တော် PCC ဝေတာချမ်းတာတွေတင်ရတာတွေနေသွားမယ်ကျွန်တော်ဒုတိယတစ်ချက်ကကြတော့ assembly process ကို short ချပေးတယ်ပေါ့နော်ကျွန်တော် screw လဲစရာမလိုတဲ့အတွက်ကြောင့်ကျွန်တော် screw တွေသုံးရမလို့တော့ဘူးကျွန်တော် 4N နေမကြည့်တော့ဘူးဒါပေမဲ့တတိယတစ်ခုကကြတော့ failure point ကို short ချပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော် screw အဖြုတ်တက်ခဏလုပ်လို့ရှိရင်ခြောင်သွားတာတော့ကျွန်တော် mountain boss ဟိုအပ်သွားတာတော့ဖြစ်နိုင်တယ်ပေါ့နော် top spec ကဟို top spec ကိုချိန်နေရတာပေါ့နော်ပြောရမယ်ဆိုရင်အဲ့လိုမျိုးအပ်သွားတာမျိုးကျွန်တော် snapfit မှာမရှိဘူးကျွန်တော် design calculation တွေမှန်ပေါ့နော်ပြီးတော့နောက်ဆုံးချက်ကကြတော့ကျွန်တော်တက်ဆင်ရမြန်ဆန်တယ်ပေါ့နော်ကျွန်တော် assembly line မှာဘာတူးမှမလိုတဲ့အတွက်ကြောင့်လက်နဲ့ဖြစ်သေးမလား click ချက်တဲ့နဲ့တက်ဆင်နိုင်တယ်ပေါ့နော်တက်ဆင်ချင်းတက်တာစီတယ်ဒီနေ့တော့ snapfit အကြောင်းပြသွားတာဖြစ်ပါတယ်ဒါပေမဲ့ဒီတိုက်တော့မဟုတ်ပေမဲ့ဟိုဘုသူတရမယ်ထင်ပါတယ်ဒီနေ့တော့ဒီလောက်နဲ့ပဲ break ကြတာပေါ့